အစာလဲစိတ်စီးလဲအစာဆိုလို့ဒီနေ့ငရဲဘလူရွက်လေးတွေဈေးတွေမှာရခဲ့ရတယ်တောက်စားပါမယ်ရှင်ဒီငရဲဘလူရွက်လေးတွေကလေကျမရဲ့အတွက်ရန်ကိုမှအထောက်အကူဖြစ်ပါတယ်ရှင်ဒီနေ့တော့ကျမကစီချက်လေးနဲ့တောက်စားမယ်ပေါ့နော်ငရဲဘလူရွက်လေးတွေကိုရေစီးပြီးတော့ပြုတ်ထားမယ်ရေဘဲဆန်လေးထောင်းထားပါမယ်ရှင်ပြုတ်ပြီးလို့ရှင်ရေတခြားစေးရေညှစ်ပြီးတော့ကချီလေးနဲ့ပြုတ်ပြီးညှက်ထားပါမယ်ကဲဖတ်တော့ဖို့အတွက်ရေဘဲဆန်လေးထည့်မယ်စီချက်လေးထည့်ပါမယ်ရှင်ပဲမုံရဲ့ငါးငပြိုင်လေးရဲ့ထည့်ပါမယ်ရှင်ရတာအတွက်စားနဲ့ကစားမုံလေးထည့်ပါမယ်မစုံကြောက်လေးထည့်ပြီးတော့တေချာလေးတုပ်ပါမယ်ရှင်ခုလိုမျိုးလေးတမရွာအောင်လို့တေချာလေးတုပ်မယ်ပေါ့နော်ကျမရဲ့ဥပါကြီးကလည်းဒီငရဲဘလူရဲ့တုပ်လေးကကောင်းနေတဲ့စားလို့ကြိုက်တယ်ဆိုလို့တုပ်ကျွေးရကျိုးနဲ့ပါတယ်ရှင်ကဲစားကနေမှာတမယာလေးညစ်ပြီးတော့ထားမယ်ပေါ့နော်ခုဆိုရင်တော့ကျမရဲ့ငရဲဘလူရဲ့တုပ်လေးရလာပါပြီရှင်ခုလိုမျိုးလေးလိုက်တော့ခါကြည့်အောင်နော်ခုလိုရွက်တွေကလေးဈေးထဲမှာတစ်ခါတလေမှပဲရတတ်တာမလို့ပေါ့နော်ရရတဲ့ကလေးတော့ခါကြည့်ပါရှင်ကျေးဇူးပါပြီလို့